ယနေ့ပြသပေးမယ့်အင်ဂျီကတော့နောက်ဆုံးပေါ် design အနေနဲ့ fully decorated ပြင်ဆင်ပေးထားတဲ့ 3RC လုံးချင်းအင်ဂျီပဲဖြစ်ပါတယ်။ဒီနေရာကတော့တောင်ကလာပါမြို့နယ်ဝေဇနရာလမ်းမကြီးကြောက်ကပ်မှာတည်ရှိတာမို့လို့ location အရလည်းအတော်လေးကောင်းပါပါတယ်။ဒီအင်ဂျီကမြေကျဲပေ40 60ပေါ်မှာတည်ဆောက်ထားတဲ့လုံးချင်းအင်ဂျီပဲဖြစ်ပါတယ်။ကဲဒါဆိုအိမ်ထဲကိုလိုက်ကြည့်လိုက်ရအောင်။အိမ်ရဲ့တကားကတော့လက်ဝဲရစနစ်နဲ့မှဖွင့်လို့ရတဲ့ door lock system ကိုတက်ဆင်ပေးရတယ်။ဒါအပြင်ဒီတကားဝမှာဒီလိုမျိုးချင်းလုံးစကားတွေလည်းတက်ဆင်ပေးတာဖြစ်တယ်။ဒီတကားတစ်ခုတည်းမဟုတ်ဘူးအိမ်ရဲ့ဗတင်းပေါက်တိုင်းတကားတိုင်းမှာချင်းလုံးစကားတွေကိုတက်ဆင်ပေးရတယ်။အိမ်ထဲဝင်လိုက်တာနဲ့မြင်တွေ့ရမှာတော့ကျုံးပါကေးအပြည့်ခင်းထားတယ်။ပြီးရင်ဒီအနောက်မှာရှိတဲ့ဒီလိုမျိုး LED နဲ့အလှဆင်ထားတဲ့စင်တွေကိုလည်းတွေ့ရမှာဖြစ်တယ်။ဒီဘက်မှာတော့မြင်တွေ့ရတဲ့အတိုင်းပဲ living room နေရာတကျယ်ဝန်းကိုတွေ့မြင်ရမှာဖြစ်တယ်။ဒီဘက်ကျမ်းမှာလည်းရှေ့ဆွမ်းနာမြင်ခဲ့ရသလိုပဲ LED တွေနဲ့တင်ပေးထားတဲ့ဒီလိုမျိုး shelves တွေ TV အတွက်နေရာတွေအကုန်လုံးအပြည့်စုံ setting ဆင်ပေးသားဖြစ်တယ်။ပြီးနောက်တစ်ခုကဒီအိမ်မှာဒီလိုမျိုးပေါ့နော်မီးဆိုင်လေးတွေကအရန်အောင်လှတယ်နေရာစုံမှာကိုပုံစံမျိုးစုံနဲ့လှပလေးဆင်တာကိုတွေ့ရမှာပဲဖြစ်တယ်။ကဲ kitchen လည်းရှိသေးတယ်ဆိုတော့ kitchen ကိုသွားကြည့်ကြမယ်။မြင်တွေ့ရတဲ့အတိုင်းပဲ kitchen ကလည်းလုံးဝအကျယ်ကြီးပဲအရင်ဆုံးတွေ့ရမှာကတော့ dining area နေရာလေးပေးထားပြီးတော့အပေါ်မှာလည်းအရင်လှတဲ့မီးဆိုင်လေးတစ်ခုရှိတယ်။အိမ်ရဲ့နေရာတိုင်းမှာမီးဆိုင်လှလှလေးတွေပုံစံမျိုးစုံရှိအောင်လည်းတွေ့ရမှာ။ဒီဘက်မှာဆိုရင်လည်း kitchen counter မှာ quick stone တွေခင်းပေးတာမလို့လုံးဝသက်သက်ရှင်းရှင်းအသုံးပြုနိုင်တယ်။ kitchen ရဲ့ cabinet တွေကလည်းလုံးဝ space နေရာအကျယ်ကြီးနေရပေါ့နော်ဒီမျက်နှာချက်ထိသေးချာထပ်ပေးတာဖြစ်လို့ space နေရာတစ်ချက်ဝန်းဝန်းရှိတယ်။ဒါအပြင်ဒီဘက်ချမ်းမှာလည်းအခန်းငယ်လေးတစ်ခုရှိတာကိုမြင်တွေ့ရမှာဖြစ်တယ်။ဒါကတော့ maid အခန်းအတွက်လည်းလုပ်လို့ရပါတော့။ဒီ dining area နားမှာလည်းအလှဆင်ပစ္စည်းလေးတွေထားလို့ရမယ်ဒီလို cabinet လေးကိုထည့်ဆင်ပေးတာကိုတွေ့ရမှာပဲဒီဘက်မှာလည်းအခန်းတစ်ခုရှိတယ်ဒါကတော့ bedroom ဖြစ်ပါတယ်ဒီမှာတော့မြင်တွေ့ရတဲ့အတိုင်းပဲစာကြည့်ကုန်ဖြစ်ပဲသုံးမလားမှန်တင်ကုန်ဖြစ်ပဲသုံးမလားဒီလိုမျိုးစင်လေးတွေပြီးတော့ TV အတွက်စင်လေးတစ်ခုရယ် toilet တစ်ခုလည်းပါရှိတာဖြစ်တယ်ပြီးတော့ဒီမှာမြင်တွေ့ရတဲ့အတိုင်းပဲဒီလိုမျိုးဗီဒီယိုတွေကိုပါတေချာချာလေးပေါ့နော် fully decorate အကုန်ဆင်ထားပေးတာဖြစ်ပါတယ်ဒီမြင်ညီတက်မှာအကုန်လုံးပြောပြသွားပြီဆိုတော့အခုပထမတက်ကိုတက်ကြည့်ကြမယ်ပထမတက်မှာလည်းဒီမှာအရင်ဆုံးမြင်တွေ့ရတော့ဒီမီးဆိုင်လေးပေါ့နော်မီးဆိုင်ကလည်းစောနာပြောထားတဲ့အတိုင်းပဲဒီဇိုင်းမျိုးစုံပုံစံမျိုးစုံမြင်တွေ့ရမှာဖြစ်တယ်ပထမတက်ရောက်ပါပြီပထမတက်ကမှာတော့အရင်ဆုံးမြင်တွေ့ရမှာဒီလိုမျိုး living room area နေရာအကျယ်ကြီးကိုမြင်တွေ့ရမှာဖြစ်တယ်မီးဆိုင်တွေလည်းထုံးစံနိုင်မယ်ဒီဘက်မှာလည်း TV အတွက်စင်တွေဒီလိုမျိုး cabinet တွေလည်းတခါရဲစီစီပေါ့နော်အကုန်လုံးစနစ်တကျ fully decorate လုပ်ထားပြီးသားဖြစ်တယ်ကဲဒါဆိုရင်ပထမဆုံး master bedroom ကိုဝင်ကြည့်ကြအောင်ဒီအိမ်ရဲ့အားသာချက်ကတော့အခန်းတိုင်းမှာဒီလိုမျိုး door lock system တွေတက်ဆင်ပေးတာပဲဖြစ်ပါတယ်ဒီမှာပထမဆုံးမြင်တွေ့ရတာတော့ဒီလိုမျိုးနယံကပ်ပြီးတော့အကြီးတွေကိုတခါရေးတက်ဆင်ပေးတာရယ်ဒါအပြင်ဒီလိုမျိုးကရီယန်အတွက်လည်း side table ပြီးတော့မီးဆိုင်လှလှလေးတွေTV အတွက်စင်မှန်တင်ကုန်အကုန်လုံးစနစ်တကျအပြည့်စုံတက်ဆင်ပေးတာကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်ဒီလိုမျိုး master bedroom အခန်းတိုင်းမှာလည်းရေချိုးခန်းအိမ်သာတွဲရက်ပါရှိမှာကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်အကုန်လုံး fully decorate အထဲမှာလည်းပြင်ဆင်ပြီးသားဖြစ်တယ်ဒီခန်းညာဘက်မှာဆိုရင်တော့ balcony လေးတစ်ခုရှိပါတယ်။ဒီစစ်သေးအနားယူရပါတယ်။ဆိုတော့ဒီအခန်းရှောက်လမ်းကိုဆက်သွားကြည့်အောင်။ရှောက်လမ်းမှာဆိုရင်တော့ဒီလိုမျိုး main ခလုတ်တွေအကုန်လုံးအထက်တိုင်းမှာသူကသူတီးတန့်စနစ်လေးနဲ့တက်ဆင်ပေးတာကိုတွေ့မြင်ရတယ်။ဒီမှာတော့နောက်ထပ် master bedroom နောက်တစ်ခန်းဖြစ်ပါတယ်။ဒါကတော့ master bedroom အခန်းကျယ်ပဲဖြစ်ပါတယ်ဒီမှာဆိုရင်လည်းဆောနာအခန်းတွေလိုပဲဒီလိုမျိုးနယံကပ်ဗီဒီယိုတွေပြီးတော့ side table ဒီလိုမျိုး cabinet တွေအပြည့်စုံပါဝင်တယ်ဒီခန်းမှာဆိုဒီလိုမျိုးမှွေရအောင်ထားပေးရတယ်မီးဆိုင်ကလည်းထုံးစံအတိုင်းပဲလှလှလေးတွေထပ်ပြီးတွေ့ရတယ်ဒါအပြင်ဒီဘက်မှာ main ကလေးတွေအကြိုက်ဒီလိုမျိုးမှတ်တင်ကုန်မှာ LED မီးပါတက်ဆင်တာကိုတွေ့မြင်ရမှာဖြစ်ပါတယ်ပြီးတော့ဒီ master bedroom အခန်းမှာဆိုရင်ရေချိုးခန်းအိမ်သာတွဲရက်ပါဝင်ပြီးတော့ဒီခန်းမှာဆို bathtub ပါဝင်ပါတယ်
ကဲဒါကတော့နောက်ထပ် master bedroom နောက်တစ်ခန်းပဲဖြစ်ပါတယ်ဒီခန်းမှာလည်းဆွမ်းနာအရှိရာ master bedroom တွေလိုပဲ fully decorate အပြည့်အစုံဆင်မိတာကိုတွေ့မြင်ရမှာဖြစ်တယ်ဒါအပြင်ရေချိုးခန်းအိမ်သားကလည်းတွေ့ရပေါင်းမိတာဖြစ်ပါတယ်အဲ့ဒါဆိုဒီပထမတက်မှာက master bedroom က3ခန်းတောင်ရှိရပါတော့အပေါ်တက်မှာရောဘယ်လိုအခန်းတွေရှိဦးမလဲဆိုတာတက်ကြည့်ကြအောင်မှာဆိုရင်တော့မြင်တွေ့ရတဲ့အတိုင်းလှေကားကိုခြေနှင်းပြားတွေရောလက်ရန်တွေကိုပါကျုံးကိုပဲအသုံးပြုပေးထားတယ်။ပြီးတော့လှေကားရဲ့အနေအမြင့်လေးတွေကလည်းအရန်မမြင့်တာမလို့တက်ရတာလည်းတလောင်တာရှိတဲ့အဆင်ပြေတယ်။ဒါအပြင်ဒီမှာ main တက်ဆင်ပေးတာရဲ့ဒီ crystal မီးဆိုင်ရလည်းတော်တော်လေးလှပတာကိုတွေ့မြင်ရဖြစ်ပါတယ်။ကဲအခုဆိုရင်အပေါ်ဆုံးတက်ကိုရောက်ပါပြီ။အပေါ်ဆုံးတက်မှာကတော့ master bedroom 2ခန်းရှိတယ်။ဒီကောင်ကိုအရင်ဆုံးဝင်ကြည့်အောင်။ဒီ master bedroom ကလည်းအရှိရာ master bedroom တွေလိုပဲအကုန်လုံးအဆင်သစ် fully decorate တက်ဆင်မိတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်ဒီ master bedroom ရဲ့ဒီမျက်နှာချင်းဆိုင်မှာဆိုရင်တော့ rooftop ကိုတက်လို့ရမယ်ကြောင်လေးကားတစ်ခုလည်းရှိပါတယ်ဒီအပေါ်ဆုံးတက်မှာ slat လောင်းထားတဲ့ rooftop တစ်ခုလည်းထပ်ရှိသေးတာမို့လို့ဒီလေကားကနေတက်လို့ရပါတယ်အခုမြင်တွေ့ရတာကတော့ master bedroom အခန်းကျယ်ပဲဖြစ်ပါတယ်ဒီအခန်းမှာလည်းဆောနာ master bedroom အခန်းတွေလိုပဲစင်တွေအကုန်လုံးအပြည့်စုံပါဝင်နေမီးတွေဒါအပြင်ဒီအိမ်ရဲ့အခန်းတိုင်းမှာ aircon တွေလည်းအသင့်ပါဝင်မိတာဖြစ်ပါတယ်ဒီ master bedroom အခန်းကတခြားအခန်းတွေထပ်ပိုပြီးကျယ်ဝန်းတာကိုတွေ့မြင်ရတယ်ဒါအပြင်ဒီအခန်းမှာလည်းရေချိုးခန်းအိမ်သားတွဲရပါဝင်ပြီးဒီအခန်းမှာလည်း bathtub ပါဝင်ပါတယ်ဒီဘက်မှာဆိုရင်တော့ဒီလိုမျိုးအသင့်တက်ဆင်ပေးထားတဲ့နေရန်ကပ်ပြီးတော့အကြီးတစ်ခုလည်းပါရှိပါတယ်။ကဲဒါဆိုရင်အပြင်ထွက်ကြအောင်။ဒီ master bedroom ရဲ့အခန်းရှိမှာဆိုရင်တော့ဒီလိုမျိုးနေရာကျယ်ဝန်းရှိတဲ့ဖျားကန်းကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ဒီဖျားကန်းမှာဆိုရင်ဒီလိုမျိုး crystal မီးဆိုင်လေးကိုလည်းတည်သက်လေးအလှဆင်ပေးထားတယ်။ဒါအပြင်ဒီလိုမျိုးဖျားစင်ကိုလည်းလုံးဝခက်ခက်နနာသေးသက်နဲ့မီးဆိုင်လေးနဲ့လှပလေးတွေ့မြင်ရတာဖြစ်လို့ဖျားကိုအာရုံပြုရမှာလည်းလုံးဝစိတ်ကိုအေးချမ်းစေတယ်ဒါအပြင်ဒီဘက်ချမ်းမှာဆိုရင်တော့ဘက်ကိုနီလေးတစ်ခုလည်းဖျားခန်းရဲ့ဘေးနားမှာပါရှိမှာဖြစ်ပါတယ်ဒီအိမ်ရဲ့ decoration တွေကခင်မီဆန်းသစ်ပြီးတော့လှပလွန်ပါတယ် location ကောင်းပတ်ဝန်းကျင်ကောင်းပြီးလုံခြုံစိတ်ချမှုကိုဦးစားပေးပြီးတော့တည်ဆောက်ထားတာမို့လို့ပြည့်စုံတာထက်ကိုပိုလုံးပါတယ်ကဲဒီတော့ဒီအိမ်ကိုစိတ်ဝင်စားရဆိုရင်တော့ HK Property ကိုအခုပဲဆက်သွယ်စုံစမ်းလိုက်တော့နော်